လဲ ဘာမှဒီဖေး တစ်စိဘယ်လောက်လဲ အဲ့ဒါထောင်းတာ အဲ့ဆိုတစ်ချက်တွက်ကြည့်ကြည့်တာဘယ်လောက်လဲအကလုံး 6ထောင်9ထောင်2500ဒီမှာ6ထောင်ဆိုတော့2900 2900စုစုပေါင်းအဲ့ရဖက်မှာလဲမောင်လေး အဲ့ဒါဆန်းရတီတောင် စမ်းမြတိတာဆိုဟုတ်ပါ ရမင်းနောက်တော့အိမ်မှာခရီးသားပြီးပါပြီးကြရင်ရောက်မှပဲအောင်မယ်အပြင်ထွက်မရအောင်လို့ ဩစမ်းမြတိတာမှပြန်ရောင်းမယ်အခုဘယ်သူနဲ့လာတာလဲ တရားရလား မေမေတို့ရော မင်းအိမ်မှာခလေးသေး အဲ့ဆိုမမတိုင်အကလုံးယူလိုက်မယ်နော်အဲ့ဆိုအိမ်ပြန်လို့ရပြီပေါ့ အိမ်ပြန်ပြီး